ဒီမှာဖျားရင်ပြင်မှာတော့ရောက်နေမှာရွှေဘုံပင်းစီတီအေးပဲဒီမှာချိုးတွေလည်းဒီမှာတိုက်ဆက်တွေပါညာတယ်ဟုတ်လားပွဲထိုးကြတယ်ဗောနော်ဟုတ်ပြီနော်ဖျားရှိခိုးလိုက်မယ်